မိန်းကလေးတစ်ယောက်ဟာနေတိုင်းပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ပြီးနောက်ဆုံးမှာသူမရဲ့ကိုယ်လေးချိန်ကို110ပေါင်အထိကျသွားအောင်စ조사နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့မိထွေးပါညီမဖြစ်သူကတော့နေတိုင်းကြိုက်တာအကုန်စားနေပေမဲ့ကိုယ်လေးချိန်ကဝက်ကွဲကျဆင်းသွားပါတယ်။တကယ်တော့အဲ့ဒီညီမမှာလျှို့ဝှက်ဝိတ်ချစနစ်တစ်ခုရှိနေလို့ပါအရင်က2ယောက်လုံးအတူတူဝခဲ့ကြပေမဲ့တရက်မှာတော့ညီမဖြစ်သူကရုတ်တရက်ပိန်သွဲသွားပြီးလူပုံအလဲမှာအမဖြစ်သူရဲ့ခန္ဓာကိုယ်ကိုဝိုင်းလောင်စရာဖြစ်အောင်စော်ကားပါတော့တယ်စိတ်တန်ရာအပြင်းထန်ရသွားတဲ့အမဖြစ်သူဟာဝိတ်ကျဆေးတပလင်းလုံးကိုမျိုးချပြီးတေချောင်းကြံခဲ့ပါတယ်သူမဆေးရုံကတင်ပေါ်မှာအသက်လုနေရတဲ့အချိန်ညီမဖြစ်သူကသူမအနားကိုလာပြီးလျှို့ဝှက်ချက်ကိုလာကြွားပါတယ်အမငါဝိတ်ကျတာဆေးကြောင့်မဟုတ်ဘူးငါရဲ့စနစ်က3လတစ်ကြိမ်ည83 နာရီမှာ refresh ဖြစ်တိုင်းငါရဲ့ကိုယ်လေးချိန်ကအမဝိတ်ရဲ့တဝက်တိတိဖြစ်သွားတာအမဖြစ်သူဟာနာကျည်းမှုအပြည့်နဲ့မျက်လုံးပိတ်သွားခဲ့ရပါတယ်ဒါပေမဲ့မမျှော်လင့်ပဲသူမပြန်နိုးလာတဲ့အချိန်မှာတော့လွန်ခဲ့တဲ့3လအတိတ်ကိုပြန်ရောက်သွားခဲ့ပါပြီဒီတစ်ချိန်မှာတော့သူမခံခဲ့ရသမျှအကုန်ပြန်ပေးဆက်စေရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ညီမဖြစ်သူကသူမရဲ့ဝိတ်ကျတဲ့ခန္ဓာကိုယ်ကိုပြပြီးonline ပေါ်မှာဝိတ်ကျဆေးတူတွေကို live လွှင့် live stream ရောင်းချပြီးလိမ်ညာနေတော့အမဖြစ်သူရဲ့စီစဉ်မှုကြောင့်တယောက်ယောက်ကဒီဆေးတွေဟာအရေသွေးမမီတဲ့အဆိပ်အတောက်တွေဖြစ်ကြောင်းအထောက်အထားနဲ့လာချပြလိုက်ပါတယ်ဝယ်သူတွေကပတ်စံအမြန်ပြန်အမ်းဖို့တောင်းဆိုကြပြီး live အကောင့်လည်းအပိတ်ခံလိုက်ရပါတယ်ဒေါသတကြီးနဲ့အခန်းထဲဝင်လာတဲ့ညီမဖြစ်သူဟာအမဖြစ်သူရဲ့ဖုန်းထဲကတိုင်ကြားစာတွေကိုမြင်ပြီးမှဒါတွေအားလုံးဟာအမဖြစ်သူရဲ့လက်ချက်ဆိုတာသိသွားပါတော့တယ်။ဒါဟာကလေးစားချေခြင်းရဲ့ပထမအဆင့်ပဲရှိပါသေးတယ်။အမဖြစ်သူဟာမိမိကိုယ်ကိုပြင်းထန်တဲ့လေ့ကျင့်ခန်းစရာတစ်ခုဆွဲလိုက်ပါတယ်။မနက်တိုင်းကြက်ဥပြုတ်နှစ်လုံးပဲစားပြီးကွင်းကိုအပတ်20ပတ်ပြေးပါတယ်ညီမဖြစ်သူကဒါကိုကြည့်ပြီးအမဖြစ်သူယူနေပြီးအထင်နဲ့ဓာတ်ပုံရိုက်ပြီးonline ပေါ်တင်ကဟားတိုက်ကြပါတယ်ဒါပေမဲ့အမဖြစ်သူကတော့ဂယုမစိုက်ပါဘူးမကြခင်မှာကျောင်းကဘွဲနှင်းသဘင်ခန်းနာကိုအမနဲ့ညီမ2ယောက်တူတူအစီအစဉ်တင်ဆက်သူ host လုပ်ရမယ်လို့ကြေညာလိုက်တဲ့အခါညီမဖြစ်သူကအရန်ဒေါသထွက်သွားပါတယ်သူမကအမထက်ပိုပိန်ကျင်တဲ့အတွက်အမကိုထမင်းမစားရအောင်စီကန်းတွေထုတ်ပြီးအငတ်ထားဖို့ကြိုးစားပါတယ်အမပိုပိန်လေစနစ်အရသူမကိုလေးချိန်ကပိုကြလေဆိုပြီးတွေးခဲ့တာပေါ့ဒါပေမဲ့ဒါဟာသူမဘဝရဲ့အကြီးမားဆုံးမှားယွင်းမှုဖြစ်သွားမယ်ဆိုတာသူမမသိခဲ့ပါဘူးအမဖြစ်သူကအနှောင့်အယှက်မရှိအောင်အလုတ်တင်အဆောင်ကိုပြောင်းသွားပြီးဝိချတာကိုပဲအာယုံစိုက်လိုက်ပါတယ်3လအကြာမှာတော့အမဖြစ်သူဟာတကယ်ကိုကြမ်းကြမ်းမာမာနဲ့110ပေါင်အထိပိန်သွဲသွားခဲ့ပါပြီဘွဲနှင်းသဘင်နေ့ရောက်တဲ့အခါညီမဖြစ်သူကအမဖြစ်သူဟာဝါလို့စင်ပေါ်တက်ရဲမှာမဟုတ်ဘူးအထင်နဲ့အလှဆုံးပြင်ဆင်ထားပါတယ်ဒါပေမဲ့ဝတ်စုံအလှနဲ့အလွန်ကိုဆွဲဆောင်မှုရှိပြီးပိန်သွဲလှပတဲ့အမဖြစ်သူစင်ပေါ်တက်လာတဲ့အခါအားလုံးကငေးမောသွားကြပြီးညီမဖြစ်သူလည်းမှင်သက်သွားခဲ့ရပါတယ်ဒီအချိန်မှာကျင်းစာ refresh ဖြစ်ဖို့1မိနစ်ပဲလိုပါတော့တယ်အမဖြစ်သူကအချိန်ကိုကြည့်ပြီးခန်းတောင်စက္ကန့်တွက်နေပါတယ်ညီမဖြစ်သူကအခြေအနေမဟန်တာကိုသိပြီးကျင်းစာမပွင့်အောင်အတင်းတားဆီးပေမဲ့နောက်ကျသွားခဲ့ပါပြီည8နာရီမှာကျင်းစာကချက်ချင်းပွင့်သွားပြီးညီမဖြစ်သူရဲ့ခန္ဓာကိုယ်ဟာတစ်စက္ကန့်ချင်းစီတိတိတသားပိန်လိန်ကျုပ်ဝင်သွားပါတယ်အမဖြစ်သူက110ပေါင်မို့လို့ညီမဖြစ်သူရဲ့ကိုယ်လေးချိန်က55ပေါင်25ကီလိုခန့်သာရှိပါတော့တယ်ပရိသတ်တွေအားလုံးဟာစင်ပေါ်ကညီမဖြစ်သူတကိုယ်လုံးအယိုးပေါ်အရေးတင်ဖြစ်သွားတာကိုမြင်ပြီးကြောက်လန့်တကြားထွက်ပြေးကြပါတော့တယ်။နောက်ဆုံးမှာတော့ညီမဖြစ်သူဟာပြင်းထန်တဲ့အာဟာရချို့တဲ့မှုတန်းကြောင့်စင်မြင့်ထက်မှာပဲလဲကျပြီးတနာစရာကောင်းတော့အောင်ညီကုန်းချုပ်သွားခဲ့ရပါတော့တယ်။တပားသူရဲ့သွေးကြွေးနဲ့စူးစမ်းမှုကိုဖျက်လန်းနည်းနဲ့လူယူခြင်းတဲ့သူရဲ့အဆုံးသက်ကတော့အယိုးစုတစ်ခုအဖြစ်နဲ့ပါပဲ။